အားလုံးပဲမင်္ဂလာပါခင်ဗျာခန့် daily blog မှာပြန်လဲကြိုဆိုလိုက်ပါတယ်စတိတ်စင်3ပိတ်စင်9တာအကြောင်းမျက်နှာကျန်နဲ့နီးနေလို့တဲ့အဲ့ဒါလောလာမလားတစ်ချက်လာတိုင်းပေးပါဆိုလို့တော့တိုင်းပေးပါတယ်မလော့ပါဘူးကျေးဇူးဒီနေ့ကတော့အလုပ်ကိုညနေပိုင်းတစ်ပိုင်းပဲလုပ်ပါတယ်ဘာဖြစ်လို့ဆိုမနက်ကကျမ်းမရေးကိစ္စလေးပေါ်လာလို့မနေ့ပိုင်းတစ်နေ့နားလိုက်ပါတယ်ညနေမှာအလုပ်ဆင်းရပါတယ်အလုပ်လုပ်ရတာကတော့ညနေတနားရီလောက်ဖြစ်နေပါပြီဒီကားကအရှင်လုံးမှာဆိုတော့ခုံတွေတီးတဲ့လောက်ရပါတယ်ဒီအဲ့ဒီခုံတွေကကြတော့ကျွန်တော်အထက်သားပြားကမ်းမယ်ပြီးတော့ဒီဘေးကဘောင်းတစ်ခုပေါ့နော်ဘေးဘောင်းတစ်ခုနဲ့ပြန်ပြီးတော့ချက်ရမယ်ဆိုတော့ကျွန်တော်တိုင်တွေအဲ့ဒီတိုင်ထဲကိုဂွင်းတွေတေချာအများကြီးလောက်ရပါတယ်ဒီလေကားခုံလို့ဖို့အတွက်အတန်ကိုကြတော့ 1.8 အထူစားပဲသုံးထားပေးပါတယ်ဘာဖြစ်လို့ဆိုလူဝိတ်ကလည်းများမယ်ပြီးတော့ရေရှည်လည်းခန့်ရအောင် 1.8 အထူကိုသုံးထားပေးပါတယ်ကျွန်တော်စီမှာဘာပဲလို့ကျွန်တော်ကအထူစားပဲသုံးပေးပါတယ်အပားစားမသုံးပေးပါဘူးဘာဖြစ်လို့လဲဆိုရင်အပားကနှင်းနေပဲခန့်မယ်ပြီးတော့ခဏပြန်လဲရမယ်ရေရှည်ထွက်မခံဘူးအဲကြောင့်လို့ကျွန်တော်စီမှာဘာလို့အထူကိုပဲသုံးပေးပါတယ်တန်တွေကအစားအကုန်လုံးဆေးတွေဆိုလည်းအကောင်းစားပဲသုံးပေးပါတယ်အခုချိန်ကဘာလို့ပတ်ဆက်မများပေးပြီးတော့ပစ္စည်းကကြတော့နည်းနည်းပဲရပါတယ်ပစ္စည်းဈေးတွေစီးဈေးတွေအကုန်လုံးတက်ပါတယ်ကျွန်တော်လည်းလောက်ရတာအဖက်အားနာပါတယ်အဲ့ဒါကြောင့်ကိုစီမှာလာအဲ့လို့ရှိရင်အကောင်းဆုံးအထူတွေပစ္စည်းကောင်းတွေပဲသုံးပေးပါတယ်ညာနေရတော့ပြင်းနေတာနဲ့ဘယ်မှမသွားချင်တာနဲ့ဆိုင်ကယ်ကလည်းပြင်းနေတယ်ဆိုတော့ဆိုင်ကယ်ကိုရေဆေးပါတယ်ဆိုင်ကယ်ကဘာလို့ပြင်းလဲဆိုတော့အဓိကဖုန်ကတ်တာဗျာဘာလို့ဖုန်ကတ်လဲဆိုတော့လမ်းမတန်းမှာဆိုတော့ကားတွေမြေကားတွေတဲကားတွေသွားရင်တော့ဖုန်ကတအားဝိနေအိမ်မှာလည်းအဲ့လိုပဲဆိုင်ကယ်ရေဆေးပြီးတော့ပြီးပါပြီဒီနေ့ကတော့ဒီလောက်ပါပဲဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းဒီလို vlog တွေထပ်လာပါအောင်မယ်နေ့တိုင်းတင်ပါမယ်ကျေးဇူး